ဒီဗီဒီယိုလေးကတော့ Great Wall မဟာတတိုင်းပေါ်ကို helicopter နဲ့ဖြတ်ပြန်မဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အခုက helicopter ပေါ်ရောက်ပါပြီရောက်ပြီးတော့ Great Wall ရှိတဲ့ဘက်ကိုသွားနေရပါတော့ဟယ်လီကော်ပတာမစီးခင်ကကျမတို့အဖွဲ့ဟာ Great Wall ပေါ်ကိုကေဘကာနဲ့တက်ပြီးတော့သွားခဲ့ပြီးပါပြီပေါ့နော်ဟောဒီမှာမြင်ရတာကတော့မဟာတတိုင်းကြီးပဲဖြစ်ပါတယ်နော်တရုတ်ပြည်ရဲ့မင်းဆက်ဆက်တိဆောက်ခဲ့ပြီးမိုင်ပေါင်းက1300ကျော်တောင်ရှိပါတယ်တဲ့လူပေါင်းများစွာသွေးတွေချွေးတွေနဲ့တော်တော်ကြီးပင်ပန်းခဲ့မှာတော့စဉ်းစားမိပါတယ်ကျမလက်ညှိုးနဲ့ညွှန်ပြထားတဲ့နေရာလေးကကေဘကာစီးခဲ့တဲ့နေရာလေးပေါ့နော်လူတွေလာလဲတဲ့လူတွေရောသူတို့တရုတ်ပြည်သူပြည်သားတွေရောလေပတ်တဲ့သူတွေအများကြီးရှိပါတယ်နော် Chinese New Year ကျောင်းပိတ်ရက်ရုံပိတ်ရက်လည်းဖြစ်နေတော့လေပိုက်လော့ကလည်းတောင်နေကြတဲ့ကနေဖြတ်ပြန်ပြဒိန်းလိုက်ဆောင်းလိုက်နဲ့ရင်းသက်ရှုမိုးဝဲရတည်ပါပဲဘဝမှာမကြုံမှုသေးတဲ့အတွေ့အကြုံကောင်းတွေကတခုဖြစ်မှတ်တမ်းတင်ထားလိုက်ပါပြီအခုဆိုရင် landing ပေါ့နော်ဟယ်လီကော်ပတာပြန်ပြီးတော့စိုက်မဲ့သူ့ကွင်းထဲကိုရောက်နေပါပြီအတူတူလိုက်ပါပြီးကြည့်ပေးကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကလစ်လေးရလဲအောက်မှာကျမတို့ရဲ့မိတ်ဆွေတွေကနေပြီးတော့ရိုက်ပေးထားတာလေးဖြစ်ပါတယ်ပိုင်လော့ဘေးနားမှာမိန်ထိုင်နေတာတော့ကျမပေါ့နော်သူဆင်းလာပြီပေါ့နော်လေတွေကလည်းတဟူးနဲ့တိုက်ရသည်တို့ကလည်းအရန်ကိုအေးပါတယ်โอเคတတပြပါတယ်တူက bye bye